အဲ့ဒါဒီကနော်ဟောဒီရှစ်လေးသုံးပွဲက၄ခါနဲ့သူ့အောက်တပင်းကျော်ပြီးဒီကနှစ်ခါလေး၃ညခါလေးလို့နှစ်၃ည9ပွဲက၃ညခါလေး၄ရ၃ညရပေါင်းထားတယ်၄နဲ့နော်အဲ့ဒီ၄နဲ့ဟောဒီဘရိတ်3ပေါ့ဗျာခွန်9ဆိုတဲ့ဘရိတ်3နော်ဒီနှလုံး၄နဲ့အဲ့ဒါဘရိတ်3နဲ့ပေါင်းလိုက်တာက၄ရ3ရပေါင်းတာခွန်အဲ့ဒီခွန်ကနော်ခွန်ရဆိုတဲ့ပွဲမှာရှင်းနှလုံးပေါင်းခြင်းခွန်လို့ဟိုကပေါင်းခြင်းမပါဘဲနဲ့လာပြီးစိုက်တယ်ဒုတိယပွဲမှာဟောဒီက6ခါနဲ့တပင်းကျော်ပြီးနော်ခွန်ခါလေးနဲ့6ရခွန်ရပေါင်းထားတဲ့3အဲ့ဒီ3နဲ့ဟောဒီကခွန်ရဆိုတဲ့ပွဲကဘရိတ်ခွန်နဲ့ဒီ3နဲ့ဒီဘရိတ်ခွန်နဲ့ပေါင်းတာက3ညအဲ့ဒီ3ညကိုလည်းနော်3ခွန်ဆိုတဲ့ပွဲမှာရှင်းနှလုံးပေါင်းခြင်းဟိုက3ညလို့ဒါပြီးရိုက်ထားတယ်နော်ပြီးခဲ့တဲ့ပွဲတုန်းကနော်ဟောဒီက3ညခါနဲ့သူ့အောက်တပင်းကျော်ပြီးတော့3ညခါနဲ့ဒီ3ညရယ်ဒီ3ညရယ်နှလုံးပေါင်းထားတဲ့3ညနဲ့ဟောဒီက3ခွန်ပွဲကဘရိတ်ခွန်နဲ့ဒီ3ညနဲ့ဘရိတ်ခွန်နဲ့ပေါင်းလိုက်လို့ရှိရင်ခွန်နဲ့အဲ့ဒီခွန်လေးက894ဆိုတဲ့ပွဲမှာရှင်းနှလုံးပေါင်းခြင်းခွန်ဆိုပြီးတော့သူကဒီလိုမျိုးစိုက်တယ်လို့ကျွန်တော်ဒီ site နှစ်ခုကိုပြတယ်ရှင်းပေါင်းခြင်းခွန်နော်အခုပွဲမှာနော်ဟောဒီကခွန်ခါရယ်တပင်းကျော်ကခွန်ခါရယ်ဒီခွန်နှလုံးပေါင်းတာ၄အဲ့ဒီ၄နဲ့ဟောဒီ894ဆိုတဲ့ break က1နဲ့ဒီနှလုံး၄နဲ့ဟောဒီ894ဆိုတဲ့ break 1နဲ့ပေါင်းလို့ရှိရင်9အဲ့ဒီ9ကအခုလာမယ်9ချိန်ရောက်မှာရှင်းနှလုံးပေါင်းခြင်း9ပေါ့ဗျာရှင်းနှလုံးပေါင်းခြင်း9ဆိုတာမှာ9နဲ့3ညနဲ့ပဲ9 1နဲ့4နဲ့9 2နဲ့3နဲ့ပဲ9နော်နောက်တစ်ခါခွန်နဲ့8နဲ့ပဲ9နော်6နဲ့9နဲ့ပဲရှေ့ပေါင်း9ကိုနှစ်သက်ရအလုံးနေနဲ့နော်ရှင်းနှလုံးပေါင်းခြင်း9ဆိုတာပြေရိုက်လို့ရတယ်ဒါ၄ကက်စီမူဒီအနေနဲ့ဒါကျွန်တော်တင်ပြ